ကဲလာပါပြီဗျာဒီနေ့ပြည်ဦးလွင်မြို့ရက်ကွက်ကြီး1ပေ30ပေ130ကျယ်ဝန်းနဲ့ကျွန်တော်ရဲ့ချစ်မိတ်ဆွေတို့ကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်เนาะဒီခြံလေးကဘယ်မှာတည်ရှိရတယ်ဆိုရင်ကျွန်တော်ဒါရက်ကွက်ကြီး1ထုံးဖို့မှာတည်ရှိပါတယ်เนาะဒီခြံကကျွန်တော်ဘာနဲ့နီးတယ်ဆိုဒီနာ Ruby Mat တီနဲ့နီးတယ်ပြီးတော့နာစံပြနော်လာရှိုလမ်းမနေလာမယ်ဆိုရင်စက်ကိုင်မိုင်းပဲဝင်ရပါတယ်ဒီခြံလေးရဲ့ခေါ်ဖီးကကြက်သိန်း9500ပိုင်ရှင်နဲ့တရက် shorting လုပ်လို့ရပါတယ်မြေမျိုးစားပြီးခရံမြေမျိုးစားပြီးတော့လမ်းပါတယ်နေရာကောင်းတယ်နော်အလှည့်ကတော့ဒီခြံကွက်လေးအလှည့်ကတော့အရှိလက်ဖြစ်တယ်ပြီးမီတာတစ်လုံးပါမယ်နော်ဟုတ်ကဲ့ရက်ကွက်ကြီးတစ်ဆိုတာဒါလူတိုင်းပြပါတယ်နော်နေရာကကျတော့ဒီကျွန်တော်တို့ဒါမြို့ထဲပိုင်းနေနဲ့ကျတော့ပိုနှီးွားပါเนาะဟုတ်ဈေးနှုန်းနေရဒါလေးကတော့ဈေးတန်းကြံ့ပြီးတယ်လို့လည်းကျွန်တော်ပြောလို့ရပါတယ်เนาะနေရာဒါနေထားဘာညာပြောပြမလို့ပါဘူးလမ်းဝင်ထွက်ဘာညာအကုန်ရမ်းကောင်းတယ်ဒီခြံလေးကဟုတ်ကဲ့ပါဒီခြံလေးကိုစိတ်ပါဝင်ပါတယ်ဆိုရင်ကျွန်တော်ရဲ့ချယ်ရီမြို့တော်အိမ်ခြံမျိုးဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပါတယ်ကျွန်တော်ရဲ့ချင်းမေးဖေများအလုံးချမ်းမကြပါဘူးဘိုင်ဘိုင်